ဝတ်ကြွေးတဲ့တချို့ဝတ်ကြွေးတွေကြတော့ခန္ဓာနဲ့ပေးဆက်ကြရပြီးတချို့ဝတ်ကြွေးတွေကြတော့ဘဝနဲ့ပါရင်းပြီးပေးဆက်ကြရတယ်အတိတ်ကပါလာတဲ့ဝတ်ကြွေးအဟောင်းတွေကိုပေးဆက်ရင်းနဲ့ဝတ်ကြွေးအသစ်တွေထပ်မယူမိဖို့အတွက်ကိုယ့်ကိုယ်အမြဲတမ်းတတိဉာဏ်ပညာပါနဲ့ကိုယ့်ရဲ့ကာယကံဝစီကံမနောကံအမှုတွေကိုထိမ့်သိမ့်ကြရမှာဖြစ်တယ်။ကိုပြောလိုက်တဲ့စကားလုံးလေးတစ်လုံးကိုပြုမူလိုက်တဲ့အပြုမူလေးတစ်ခုဟာတန်တရာမှာတစ်ချိန်တစ်ခါကိုပြန်ခံရမယ်ဆိုတဲ့အတိလေးတာရှိမယ်ဆိုလို့ရှိရင်တော့သူတစ်ပါးဘောကိုနစ်နစ်နာနာပြောဆိုပြုမူတာတွေကိုတဖြည်းဖြည်းနဲ့ရှောင်ကျဉ်လာနိုင်မှာဖြစ်ပါတယ်။တန်တရာမှာဝတ်ကြွေးတွေမရှိဖို့အတွက်ပစ္စုပန်မှာကာယကံဝစီကံမနောကံတွေကိုကောင်းတစ်ထက်ကောင်းအောင်ပြောဆိုပြုမူနေထိုင်နိုင်ကြပါစေ။အားလုံးပဲကျမ်းမာချမ်းသာကြပါစေ။